Hello အားလုံးမင်္ဂလာပါခုဆိုရင်ကျွန်တော်တို့ရွာနေဘိန်းမျိုးသွားမယ်ခရီးစဉ် blog လေးကိုကျွန်တော်ရိုက်ပြသွားမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ရွာနေစထွေလို့လာပါပြီဒါကကြတော့ကျွန်တော်ရွာနေဘိန်းမျိုးသွားမယ်ခရီးသည်တွေဖြစ်ပါတယ်ကျွန်တော်ရွာကြတော့လမ်ပီကျောမကြီးရဲ့အရှိမရှိတဲ့ဝါကျော်ရွာလေးပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ရွာလေးကဟိုဝေးမှာချခဲ့ပါပြီဒီပြပြနဲ့ကျွန်တော်တို့နေဝင်စီစာချက်လေးကိုရောက်ပါပြီမြင်းမင်းကြီးကတော့အရန်ကိုလာပါပါတယ်ကျွန်တော်တို့ခီးစင်မှာနေဝေစီစာလေးကိုတဝမ်းကြီးကြည့်စုခန်းစားလိုက်ရပါတယ်ရန်ကိုလာတဲ့ဒီချက်လေးဖြစ်ပါတယ်ဗျာနေလေးဝင်သွားတော့ကျွန်တော်တို့အရာအမိတက်ပေးလိုက်တဲ့မင်းနေလေးကိုကျွန်တော်တို့စားမှာဖြစ်ပါတယ်ဒီစီရေးတီးတဲ့အားလုံးတမင်းစားနေကြတာပဲဖြစ်ပါတယ်တမင်းစားပြီးတော့ကျွန်တော်တို့နေရဲဝင်သွားပြီဆိုတော့ညအိုက်ချိန်ကိုတွေ့ကျွန်တော်တို့ပြင်ဆင်ပါတော့တယ်ညရောက်တော့လာမင်းကြီးကလည်းတာပြီးတော့ရန်ကိုနေလို့ထိုင်လို့ကောင်းပြီးတော့အဲ့လိုလည်းကောင်းပါတယ်လေလေးတဖြူဖြူနဲ့စောင်းချုံပြီးအိတ်လိုက်တာတရင်လို့လာတော့ဘိန်းမျိုးတောင်မြင်နေရပါပြီခုစီတော့ဘိန်းမျိုးကိုအဝေးကနေလာပြီးတော့မြင်နေရပါပြီကဲခုဆိုဖြည်းဖြည်းနဲ့ကျွန်တော်တို့ဘိန်းမျိုးရဲ့အမျိုးတဲကိုစတဲ့ပြီးဝေးလို့လာပါပြီဘိန်းမျိုးကိုစတဲ့ပြီးတော့ဝေးလိုက်တာနဲ့စေတာရောင်ပြောင်းကိုဖူးမြော်လိုက်ရပါတယ်ဘိန်းမျိုးကိုရောက်ပြီဆိုတော့ဘလော့တွေကိုဒီမှာပဲစုပ်ထားလိုက်ပါမယ်အစုပ်သိကြည့်ပေးတဲ့မိတ်ဆွေအားလုံးတူကြည့်စုတင်ပါတယ်